ဝိပါကဝတ်ကဘာလဲဖေရငါမလဲလို့မေးလျှောက်တာပါတဲ့ကိလေသာဝတ်ကမ္မဝတ်ဝိပါကဝတ်ဆိုပြီးဝတ်၃ပါးရှိပါတယ်ကိလေသာဝတ်ဆိုတာကလိုချင်တာကိုပြောတာကမ္မဝတ်ဆိုတာကလိုချင်တဲ့အတိုင်းပြုလုပ်တာကိုပြောတာပြုလုပ်တော့အကျိုးရတယ်အဲ့ဒီရလာတဲ့အကျိုးကိုပဲဝိပါကဝတ်လို့ပြောတာပါနော်တခါတလေလောကကြီးကိုစိတ်ကုန်မိတယ်ဘယ်လိုလုပ်ရမလဲဖေရတဲ့ဘာကြောင့်စိတ်ကုန်တာလဲအမှားတစ်ခုကိုကျူးလွန်ထားမိလို့အဲ့ဒီအမှားကမိမိကိုစိုးကျိုးပေးနေတဲ့အတွက်ကြောင့်ဒီအမှားကနေလွန်မြောက်ချင်တာနဲ့လက်ရှိဘဝကနေလွန်မြောက်ချင်လို့လောကကြီးကိုစိတ်ကုန်တာလားဒါမှမဟုတ်တကယ်ဘဝရဲ့ဆင်းရဲဒုက္ခအမှန်ကိုမြင်တွေ့တဲ့အတွက်ကြောင့်တန်ဝေကဉာဏ်ဖြစ်လို့လောကကြီးကိုစိတ်ကုန်တာလားအမှားတစ်ခုကိုလှုပ်ထားမိလို့အမှားကစိုးကျိုးပေးနေလို့ဒီဒုက္ခကနေလွန်မြောက်ချင်တာပါဆိုရင်တော့နောက်ထပ်အမှားကိုမလုပ်ဖို့ပဲရှိပါတယ်နော်အဲ့ဒီလိုမှမဟုတ်ဘဲနဲ့တကယ်ဘဝရဲ့ဆင်းရဲဒုက္ခအမှန်ကိုမြင်တွေ့လို့တန်ဝေကဉာဏ်ဖြစ်ပြီးတော့လောကကြီးကိုစိတ်ကုန်တယ်ဆိုရင်တော့တကယ်ဆင်းရဲဒုက္ခကလွတ်မြောက်ချင်တယ်ဆိုရင်ဝိပဿနာတတိပဋ္ဌာန်တရားကိုအားထုတ်ပါဝိပဿနာတတိပဋ္ဌာန်တရားကိုအားထုတ်မှသာလျှင်ပဲတကယ်ဘဝရဲ့ဆင်းရဲဒုက္ခကနေလွတ်မြောက်ပါလိမ့်မယ်နော်